တထောင်နှစ်ရာ40ခုနှစ်အုံမိုင်းသောမုံတိုင်းညတညတွင်ဝင်းရိုက်သည့်အစာရေစာရှားပါမှုတန်ကြောင့်အသက်လူနေရသည့်ခြုံပုတ်ဟောင်းတစ်ခုမှဗယ်ရီတီနိုင်ငယ်ဖြင့်အသက်ဆက်ပြီးနောက်သူမမြေပြင်ပေါ်မှအိပ်ပျော်သွားခဲ့သည်နိုးလာချိန်တွင်အဝေးနှမြင်လိုက်ရသည့်မီးအောင်တစ်ခုကသူမကိုမျောလင်းချက်ပေးသလိုရှိခဲ့တော်လဲအမှန်တကယ်တော့ထိုနေရာနှစောင့်ကြိုနေသည်မှာဒန်နာရီလာသူရဲကောင်းယော်ပင်ဟုတ်ဖြစ်သည်သို့သောယော်ပင်ဟုတ်သည်လူတို့ပြောနေကြသည့်စင်းရဲသားတို့ကိုကူညီသောသူရဲကောင်းမဟုတ်ကျွန်ုပ်ဤဇလန်းများသည်လိန်ညာမှုများသာဖြစ်သည်ဟုယော်ပင်ကခါးသီးစွာဝန်ခံသည်သူသည်ပျော်ရွှင်မှုအတွက်တက်ဖြတ်ခြင်းကိုသာနှစ်သက်သည့်ရက်ဆက်သောလူသက်သမားတစ်ယောက်သာဖြစ်သည်ဝင်းရိုက်သည်လက်စားချေရန်စူးစမ်းခဲ့တော်လဲယော်ပင်၏ရက်ဆက်မှုကိုမရှင်နိုင်ခဲ့ဘဲသူမီးဆွေမျိုးများနှင့်တူမြေအောက်သို့ရောက်ရှိသွားခဲ့ရသည်အချိန်ကြာလာသည်နှင့်အမျှယော်ပင်၏ဘဝသည်လူသက်ချင်းနှင့်လက်စားချေခြင်းတန်တရားထဲတွင်ပိတ်မိနေခဲ့သည်သူငယ်ချင်းဟောင်းလက်တဲဂျုံနှင့်ပြန်လည်ဆုံတွေ့ချိန်တွင်ဂျုံသည်မိသားစုကိုကာကွယ်ရန်ယော်ပင်၏အကူအညီကိုတောင်းသည်ထိုအချိန်မှစလေသူတို့နှစ်ဦးသည်အတိတ်ကအမားများဆွေမျိုးများ၏လက်စားချေရန်လိုက်လံရှာဖွေခြင်းများကြားမှတွေးဆုံသောခီးတစ်ခုကိုစတင်ခဲ့ကြသည်မာဂရက်ဆိုသည့်မင်းကလေးငယ်တဦးနှင့်အတူဂျုံ၏မိသားစုကိုကာကွယ်ပေးရင်းယော်ပင်တယောက်လူသက်သမားဘဝ၏အရသာကိုပုံမခံစားလာရသည်သို့သောရန်သူများ၏လိုက်လံတက်ဖြတ်မှုကိုခံရချိန်တွင်ဂျုံသည်လည်းအသက်ပေးခဲ့ရသည်မာဂရက်ကိုသာကြံရစ်ခဲ့သည့်ယော်ပင်သည်သူမကိုခေါ်ဆောင်ကဘုံကြီးကျောင်းတစ်ခုသို့ထွက်ပြေးခဲ့ရသည်ဘုံကြီးကျောင်း၌ဘက်ကတ်ဆိုသည့်အမျိုးသမီးတဦး၏စောင့်ရှောက်မှုဖြင့်ယော်ပင်၏ဒဏ်ရာများတစ်ဖြည်းဖြည်းတက်တာလာသည်သို့သောထိုဘုံကြီးကျောင်းသည်လည်းလုံခြုံသည့်နေရာမဟုတ်ယော်ပင်ကိုတက်ရန်လိုက်လာကြသောလက်စားချေလိုသူများမှအနီးသို့ရောက်နေပြီဖြစ်သည်ယော်ပင်သည်သူ၏တရုတ်မှန်ကိုဘက်ကတ်အားဝန်ခံလိုက်သည်သူသည်ဘီလူတကောင်ဖြစ်ပြီးသူလုပ်ခဲ့သောအဖြစ်များကသူမိဘဝကိုပါဖျက်ဆီးခဲ့မှန်းသူသိလိုက်ရသည်ဘက်ကတ်သည်သူမိခင်မုန်းနှင့်ကလေးများကိုယော်ပင်ကြောင့်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်အမှန်တရားကိုသိရှိချိန်တွင်ယော်ပင်သည်အပြစ်ရှိစိတ်ဖြင့်လူးလိမ့်နေခဲ့သည်ဇလန်း၏နောက်ဆုံးနေ့ရက်များတွင်ယော်ပင်သည်အတိတ်ကိုဆွတ်လွတ်ရန်ဆုံးဖြတ်သည်သူသည်မာဂရက်ကိုလေးပင်နှင့်တင်ပေးလိုက်သည်သူ၏အသက်ကိုလိုချင်နေသောကဘာကြီးလက်စားချေလိုသူများ၏လိုက်လံရှာဖွေမှုများကြားမှသူသည်မာဂရက်အတွက်အနာဂတ်တစ်ခုကိုဖန်တီးပေးရန်ကြိုးစားသည်မာဂရက်များတစ်စင်းကိုပြစ်လွတ်လိုက်သည့်အချိန်တွင်ယော်ပင်သည်သူ၏နောက်ဆုံးသက်ရှူတံကိုထုတ်လိုက်သည်